ကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ Facebook, YouTube နဲ့ Google တွေကအင်တာနက်တစ်ခုလုံးရဲ့9%ပဲရှိတယ်ဆိုတာသင်သိပါသလား။ကျန်တဲ့95%ကတော့ရေအောက်မှာမြုပ်နေတဲ့ရေခဲတောင်ကြီးလိုပဲအမောင်ထုထဲမှာဖုံးကွယ်နေပါတယ်။အဲ့ဒီနေရာကိုတော့ Dark Web လို့ခေါ်ပါတယ်။ဒီနေ့မှာတော့အဲ့ဒီအမောင်ဆုံး website တွေရဲ့မှာဘာတွေရှိနေလဲဆိုတာကိုကျွန်တော်တို့အတူတူလေ့လာကြည့်ကြပါမယ်။အင်တာနက်ကိုနားလည်လွယ်အောင်ပြောရရင်အလွှာ3ထပ်ရှိပါတယ်။ပထမအလွှာကတော့ Surface Web ပါ။ဒါကကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ Facebook, YouTube နဲ့သတင်း website တွေပါ။ Google လိုမျိုးစအင်ဂျင်တွေမှာရှာလိုက်တာနဲ့အလွယ်တကူကျလာတဲ့အပိုင်းပေါ့။ဒါဟာရေခဲတောင်ရဲ့ရေပေါ်မှာပေါ်နေတဲ့အပိုင်းစလေးရဲ့ဖြစ်ပါတယ်။ဒုတိယအလွှာကတော့ D Web ပါ။လူများစုကဒါကို Dark Web နဲ့မှားတတ်ကြပါတယ်။တကယ်တော့ D Web ဆိုတာလူတိုင်းဝင်ကြည့်လို့မရအောင်password တွေ privacy တွေနဲ့ပိတ်ထားတဲ့နေရာပါဥပမာတင်းရဲ့ Gmail inbox ဘဏ်အကောင့်ရဲ့ကအချက်လက်တွေဒါမှမဟုတ်ကုမ္ပဏီတစ်ခုရဲ့ database တွေဟာဒီဝက်ထဲမှာရှိပါတယ်ဒါဟာတရားမဝင်တာမဟုတ်ပါဘူးလုံခြုံရေးအရဖုံးကွယ်ထားတာပဲဖြစ်ပါတယ်နောက်ဆုံးအနက်ရှိုင်းဆုံးအလွှာကတော့ကျွန်တော်တို့ပြောနေတဲ့ Dark Web ပါဒီနေရာကတော့ Google မှာရှာလို့မရသလိုခရုံးဒါမှမဟုတ် Safari ပြောက်စာတွေနဲ့လည်းဝင်လို့မရပါဘူးသူကတီးတန့်ကွန်ရက်တစ်ခုအနေနဲ့တည်ရှိနေပြီးဝင်ရောက်ဖို့အတွက်တော်ပြောက်စာလိုမျိုးအထူးပြုလုပ်ထားတဲ့နည်းပညာတွေလိုအပ်ပါတယ်။ဒီနေရာမှာပဲအသုံးပြုသူတွေဟာဘသူပဲဝါဖြစ်ကြောင်းကိုအပြည့်အဝဖျောက်ထားနိုင်ကြတာပါ။Dark Webရဲ့အဓိကထူးခြားချက်ကတော့အဲ့ဒီနေရာကိုရောက်သွားရင်သင်ဟာဘသူပဲဝါဆိုတာဘသူမှမသိနိုင်တာပါပဲ။ဒီလိုအမိမဖော်နိုင်တဲ့အခြေအနေကိုအခွင့်ကောင်းယူပြီးရာဇဝတ်သားတွေဟာအွန်လိုင်းပေါ်မှာတရားမဝင်ဈေးကွက်ကြီးတစ်ခုကိုတိစောက်ထားကြပါတယ်။အဲ့ဒီနေရာမှာဘာတွေရောင်းနေကြသလဲ။ပထမဆုံးကတော့မူရစ်ဆေးဝါးနဲ့လက်နက်တွေပါတာမန်လူတယောက်ဝယ်လို့မရတဲ့အရာမှန်သမျှကိုအဲ့ဒီ website တွေပေါ်မှာခလုတ်တစ်ချက်နဲ့ယုံနဲ့ဝယ်လို့ရနေပါတယ်အမေဇုံလိုမျိုး website ပုံစံမျိုးနဲ့ပဲပစ္စည်းတွေကိုရွေးချယ်ပြီးမှာယူနိုင်ကြတာပါဒုတိယအချက်ကတော့တင်းရဲ့ကိုရေးကိုယ်တာအချက်လက်တွေပါဟက်ကာတွေခိုးယူထားတဲ့ Care Ticket အချက်လက်တွေ Facebook account password တွေဒါမှမဟုတ်နိုင်ငံကူးလက်မှတ်အတုတွေကိုအဲ့ဒီနေရာမှာဈေးပေါ်နဲ့ရောင်းချနေကြတာဖြစ်ပါတယ်တခါတလေတင်းရဲ့ account တစ်ခုဟက်ခံရပြီဆိုရင်အဲ့ဒီအချက်လက်တွေဟာ Dark Web ပေါ်ကဈေးကွက်တစ်ခုခုမှာရောက်နေတာမျိုးဖြစ်နိုင်ပါတယ်။ဒါဆိုရင်ရဲတွေကဘာလို့ဖမ်းလို့မရတာလဲ။အကြောင်းရင်းကတော့သူတို့ဟာငွေပေးချေတဲ့အခါမှာ Bitcoin လိုမျိုးခရစ်တိုငွေကြေးတွေကိုပဲသုံးကြလို့ပါ။ဒီငွေတွေဟာဘယ်ကနေဘသူစီစီးဆင်းသွားတယ်ဆိုတာကိုခြေရာခံဖို့အရန်ခက်ခဲပါတယ်။ဒါကြောင့်လဲဒီအမောင်ဈေးကွက်ကြီးဟာနှစ်ပေါင်းများစွာတည်ရှိနေတာဖြစ်ပါတယ်။ Dark Web ဆိုတာနဲ့ရာဇဝတ်မှုတွေကိုပဲပြင်းမြင်ကြပေမဲ့တကယ်တော့ဒီနည်းပညာကိုကောင်းတဲ့နေရာမှာသုံးနေကြတဲ့အခြေအနေတွေလည်းရှိပါတယ်။ပထမဆုံးကတော့သတင်းလွတ်လပ်ခွင့်ပါ။အာဏာရှင်စနစ်ရှိတဲ့နိုင်ငံတွေဒါမှမဟုတ်အင်တာနက်စီစစ်ဖြတ်တောက်မှုပြင်းထန်တဲ့နိုင်ငံတွေမှာသတင်းထောက်တွေဟာသူတို့ရဲ့အချက်လက်တွေကိုလုံခြုံစွာပေးပို့ဖို့ Dark Web ကိုအသုံးပြုကြပါတယ်။ဥပမာ New York Times နဲ့ BBC လိုမျိုးသတင်းဌာနကြီးတွေဟာ Dark Web ပေါ်မှာသူတို့ရဲ့ကိုယ်ပိုင် website version တွေကိုထားရှိကြပါတယ်။ဒါမှသာပိတ်ဆို့ခံထားရတဲ့နိုင်ငံကလူတွေဟာသတင်းမှန်ကိုလုံခြုံစွာဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ဒုတိယအချက်ကတော့လျှို့ဝှက်ချက်ဖော်ထုတ်သူတွေပါ။အစိုးရဒါမှမဟုတ်ကုမ္ပဏီကြီးတွေရဲ့မတရားမှုတွေကိုကဘာကသိအောင်ဖွင့်ချခြင်းတဲ့အခါသူတို့ရဲ့အသက်အန္တရာယ်လုံခြုံဖို့အတွက်Dark Webကွန်ရက်တွေကိုအသုံးပြုပြီးအထောက်အထားတွေကိုပေးပို့ကြပါတယ်။သူတို့ဟာမိမိရဲ့ ID ကိုဖျောက်ထားနိုင်မှသာအမှန်တရားကိုရဲရဲဝံ့ဝံ့ပြောနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်Dark Webဆိုတာဟာဓာတ်တလက်လိုပါပဲ။လူတက်ဖို့သုံးမလားဟင်းချက်ဖို့သုံးမလားဆိုတာကတော့အသုံးပြုတဲ့သူရဲ့ရည်ရွယ်ချက်ပေါ်မှာပဲမူတည်ပါတယ်။ဒါဆိုရင်ဒီလောက်အန္တရာယ်များတဲ့နေရာကိုဘသူတွေကထိန်းချုပ်ဖို့စ조사နေကြတာလဲ။တကယ်တော့ကမ္ဘာတဝန်းက FBI, American ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို, Interpol, အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့နဲ့နိုင်ငံအသီးသီးကစိုက်ပါရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့တွေဟာDark Webကို24နာရီပတ်လုံးစောင့်ကြည့်နေကြတာပါ။သူတို့မှာအဆင့်မြင့်နည်းပညာရှင်တွေရှိပါတယ်။သူတို့ဟာDark Webထဲမှာအယောင်းဝယ်လုပ်သူတွေလိုဟန်ဆောင်ပြီးဝင်ရောက်စုံစမ်းတာမျိုးဒါမှမဟုတ်တရားမဝင် website တွေရဲ့စာပါတီနေရာကိုခြေရာခံဖို့စ조사တာမျိုးတွေလုပ်ကြပါတယ်။လူသိအများဆုံးတကားတစ်ခုကတော့ဆေးဝုတ်လို့ခေါ်တဲ့ Dark Web ပေါ်ကအကြီးဆုံးမူရစ်ဆေးဝါးဈေးကွက်ကြီးကို FBI က2013ခုနှစ်မှာအောင်မြင်စွာဖြိုခွင်းနိုင်ခဲ့တာပါ။အဲ့ဒီ website ကိုတည်ထောင်သူကိုလည်းဖမ်းဆီးပြီးထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့ပါတယ်။နည်းပညာတွေဘလောက်ပဲကောင်းပါစေရာဇဝတ်သားတွေဟာအမှားတစ်ခုခုတော့လုံးမိတတ်ကြပါတယ်။အဲ့ဒီအမှားလေးတစ်ခုကနေတဆင့်အာဏာပိုင်တွေဟာ Dark Web ရဲ့လျှို့ဝှက်နံရံတွေကိုဖောက်ထွင်းပြီးဖမ်းဆီးမှုတွေဆက်တိုက်လှုပ်ဆောင်နေကြတာဖြစ်ပါတယ်။ဒီကုန်းချုပ်အနေနဲ့ပြောရရင်Dark Web ဟာစူးစမ်းကျင်စရာကောင်းပေမဲ့တာမန်အသုံးပြုသူတွေအတွက်တော့မသွားသင့်တဲ့နေရာတစ်ခုပါ။
စူးစမ်းလို့စိတ်နဲ့ဝင်ကြည့်လိုက်ုံနဲ့တင်းရဲ့ဖုံဒါမှမဟုတ်ကွန်ပျူတာထဲကို bias တွေရောက်လာနိုင်တယ်လို့ဥပဒေနဲ့မလွတ်ကင်းတဲ့အရာတွေကိုမတော်တဆထိမိရင်လည်းဒုက္ခရောက်နိုင်ပါတယ်အင်တာနက်ကိုဘေးကင်းလုံခြုံစွာအသုံးပြုဖို့ကအရေးကြီးဆုံးပါပဲနိုင်ငံတကာကစိတ်ဝင်စားစရာသတင်းချက်လက်တွေနဲ့ဗဟုသုတအကြောင်းအရာတွေကိုအမြဲတမ်းဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ channel ကိုလည်း follow လုပ်ထားဖို့မမေ့ပါနဲ့အောင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်